ကချမောင်ဖူးပါရှင်ချမောင်ဖူးပါနော်ချမောင်ဖူးကိုအချောက်လန်းလာတာပါအဲ့ဒါကိုဒီနေ့ juice ဆိုပြီးလုံးမှာဖြစ်ပါတယ်ချမောင်ဖူးအချောက်ကိုအဲ့ဒါကို juice ဆိုပြီးလုံးမှာဖြစ်ပါတယ်ရှင်အရင်ဆုံးမနော်ရေကိုစင်အောင်ပေးလိုက်ပေါ့နော်ဒါချမောင်6ပေါ့နော်ချမောင်ဖူး6အတားရဲ့အခုရှင်ဒါဆွန်ပလိုတီရောမှုရပြီပေါ့နော်မှုပြီးတော့ juice လုံးမှာဖြစ်ပါတယ်ရှင်ကိုကချူချူကြိုက်တယ်ဆိုရင်လည်းညထည့်ပါနော်ချူချူကြိုက်ဆိုရင်လည်းနည်းနည်းပဲထည့်ပါနော်ချမကအရင်ချင်တော့လေညလေးထည့်ပေးမယ်